မင်္ဂလာပါတရားထိုင်ခြင်းနဲ့ကျမ်းမာရေးဒီနှစ်ခုကတီးခြားစီလို့ထင်ရပေမဲ့တကယ်တော့အရန်ကိုဆက်ဆက်နေပါတယ်သူတို့နှစ်ခုပေါင်းစပ်လိုက်ရင်ဘယ်လိုအံ့ဩစရာကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်မလဲကဲအတူတူလေ့လာကြည့်ကြရအောင်ကဲဒီအကြောင်းအရာကိုဒီမေခွန်းလေးနဲ့စလိုက်ကြရအောင်အများစုကချမ်းမရေးဆိုရင်ဘာကိုပြင်းမြန်ကြလဲနေမကောင်းမှစေခန်းသွားတာတခုခုဖြစ်မှကုတာဒါမျိုးပဲလားအဲ့တော့လေကျမရေးကိုဒီလိုမျိုးပြဿနာဖြစ်မှဖြစ်ရှင်းတဲ့ပုံစံကနေခဏခွဲထွက်ပြီးတော့ပိုပြည့်ကျဲကျဲပြန်ကြံလေးစဉ်းစားကြည့်ကြရအောင်လားအဲ့ဒီတော့ဒီကျဲပြန်ပြတဲ့ရှူးတောင်ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ကျမရေးဆိုတာယောဂလက္ခဏာပျောက်ယုံတတ်တတ်မဟုတ်ပဲတကိုယ်လုံးစိတ်ရောကိုယ်ပါပြည့်ပြည့်စုံစုံခေါင်းမွန်နေတဲ့အခြေအနေတစ်ခုအဖြစ်ရှုမြင်တာကိုဆိုလိုတာပါကဲဒီအကြောင်းကိုဆက်ပြီးမဆွေးနွေးခင်မှာကျွန်တော်တို့အဓိကပြောမယ့်အချက်နှစ်ချက်ကိုအရင်ဆုံးအတိပဲဖွင့်ကြည့်ကြရအောင်အဲ့ဒါတွေကတော့တရားထိုင်ခြင်းနဲ့ဗတ်စုံကျမ်းမာရေးပေါ့ဒီစကလုံးတွေကဘာကိုတကယ်ဆိုလိုလာလဲဆိုတာရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်လေပထမဆုံးတရားထိုင်ခြင်းပေါ့တရားထိုင်နေဆိုတာနဲ့ပတ်သက်ပြီးလူတွေမှာအယူဆညွညွရှိလွန်းပေမဲ့အဓိကအနှစ်သာရကိုကြည့်လိုက်ရင်တော့ရှင်းပါတယ်ဒါကတကယ်တော့စိတ်ကိုလေ့ကျင့်ပေးတဲ့နည်းလမ်းတစ်ခုပါပဲဘာအတွက်လေ့ကျင့်တာလဲဆိုတော့စိတ်ကိုပိုပြီးကြည်လင်လာအောင်တည်ငြိမ်လာအောင်ပြီးတော့အာယုံစူးစိုင်းမှုနဲ့တတိတရားကိုပိုကောင်းလာအောင်လုပ်ပေးတဲ့လေ့ကျင့်ခင်းတစ်ခုလိုပါပဲနောက်တစ်ခုကဗတ်စုံကျမ်းမာရေး holistic health ပေါ့ဒါကကြတော့ကျမ်းမာရေးကိုတစ်ပိုင်းစီမကြည့်ပဲလူတစ်ယောက်ကိုတစ်ခေါက်လိုက်တလင်းနဲ့ကြည့်တာပါဆိုလိုတာကခန္ဓာကိုယ်စိတ်ခံစားမှုအတွင်းစိတ်အားလုံးဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်အပြန်အလှန်တက်ရောက်မှုရှိတယ်လို့လက်ခံထားတဲ့ချင်းကပ်ပုံမျိုးပါအကောင်းဆုံးကျန်းမာရေးကိုရဖို့ဆိုရင်ဒီဥစ္စာအပိုင်းအားလုံးကိုထည့်စဉ်းစားရမယ်ဆိုတဲ့သဘောတရားပါပဲကဲဒီချင်းကပ်ပုံတစ်ခုရဲ့ကွာခြားချက်ကိုပိုပြီးမြင်သာအောင်နှိုင်းရှင်းကြည့်အောင်ကျွန်တော်တို့အများစုရင်းနှီးနေတဲ့ပုံစံကယောဂလက္ခဏာကိုပဲအထူးကထားတယ်ဥပမာခေါင်းကိုက်ရင်ခေါင်းကိုက်ပြောက်ဆေးတောက်လိုက်တယ်အဲ့ဒီခေါင်းကိုက်တာဘာကြောင့်ဖြစ်တာလဲဆိုတဲ့အရင်းကံကိုသိမရှာတော့ဘူးဗတ်စုံချင်းကပ်မှုကတော့အဲ့လိုမဟုတ်ဘူးသူကဘာကြောင့်ဆိုရဲမေကွန်းကိုမေးတယ်အရင်းကအကြောင်းတရားကိုရှာတယ်ခနာကိုတစ်ခုလုံးကိုအပြန်လန်ချစ်ဆက်နေတဲ့စနစ်ကြီးတစ်ခုအနေနဲ့မြင်ပြီးကုသဖို့ကြိုးစားတာပါကဲအခုကျွန်တော်တို့အတိတ်တွေရှင်းသွားပြီဆိုတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့တရားထိုင်ခြင်းနဲ့ဗတ်စုံကျမ်းမာရေးဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါဘာဖြစ်သွားမလဲတစ်ခုချင်းစီရဲ့အကျိုးကျေးဇူးတွေထပ်ပိုတဲ့တစ်ခုနဲ့တစ်ခုအားဖြည့်ပြီးအစွမ်းတက်တဲ့အကျိုးသက်ရောက်မှုမျိုးဘလို့ဖြစ်လာတဲ့ဆိုတာကိုကြည့်ကြရအောင်ဒီစိတ်ကူးကိုရှင်းရှင်းလေးနဲ့ချီချီမိမိပြတာကတော့ဒီညီမချင်းပါပဲစိတ်ပေါင်းခန္ဓာကိုယ်ကသူတို့တစ်ခုချင်းစီရဲ့ပေါင်းလက်ထက်ကြီးရတဲ့ဆိုလိုတာကတပေါင်းတက်ကနှစ်ထပ်ပိုကြီးပါတဲ့သဘောပေါ့သူတို့နှစ်ခုပေါင်းဆက်လိုက်တဲ့အခါမှာထွက်ပေါ်လာတဲ့ဆွမ်းအားကတီးခြားစီရှိနေတာထက်အများကြီးပိုပြီးထိရောက်ခဲ့ဆိုတဲ့အဓိပ္ပာယ်ပါဒါဆိုလက်တွေ့မှာရောဒီဆွမ်းအားကဘလို့အလုပ်လုပ်တယ်လဲဒါကအပေါ်ကိုတက်သွားတဲ့တန်တရားကောင်းတစ်ခုလိုပါပဲစဉ်းမကြည့်လေအဆင့်1တရားထိုင်လိုက်ကျစိတ်ကကြည်လင်လာတာအဆင့်2စိတ်ကြည်လင်နေတော့ကျမ်းမာရေးနဲ့ညီတဲ့ရွေးချယ်မှုတွေကိုပို့ပြီးလုပ်ဖြစ်လာတာအဆင့်3အဲ့ဒီလိုကောင်းမွန်တဲ့ရွေးချယ်မှုတွေကြောင့်ခန္ဓာကိုယ်ကပိုပြီးကျန်းမာလာတာအဆင့်4ခန္ဓာကိုယ်ကကျန်းမာနေတော့တရားထိုင်တဲ့အခါမှာလည်းပိုပြီးနဲ့ချမ်းရှိုက်အာရုံစိုက်နိုင်လာတာဒီလိုနဲ့တစ်ခုကနောက်တစ်ခုကိုအားဖြစ်ဖြစ်ရင်ပိုကောင်းတစ်ထက်ကောင်းတဲ့အခြေအနေကိုရောက်တော့တာပေါ့โอเคအခုစိတ်နဲ့ခန္ဓာကိုယ်ရဲ့အပြန်အလှန်ဆက်သွယ်မှုကြောင့်ကိုပိုပြီးခိုင်မာတဲ့ဥပမာတွေနဲ့ကြည့်ကြရအောင်ဒီဆက်ဆက်မှုကတလားနွားမဟုတ်ဘူးဆိုတာတတိထားဖို့အရေးကြီးတဲ့ two way street ပါစိတ်ကခန္ဓာကိုယ်ကိုဘယ်လိုတက်ရောက်လဲဆိုတော့စိတ်ဖိစီးမှုတွေရောကြောအောင်တရားထိုင်တာမျိုးကခန္ဓာကိုယ်ထဲက cortisol လို့ခေါ်တဲ့ stress hormone တွေကိုတကယ်ကိုကျဆင်းစေတဲ့တစ်ဖက်မှာလည်းခန္ဓာကိုယ်ကစိတ်ကိုဘယ်လိုတက်ရောက်လဲအာဟာရပြပြဝဝစားသုံးတာကဦးနှောင်းရဲ့လှုပ်ဆောင်နိုင်စွမ်းကိုတက်ရိုက်တိုးတက်စေတဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်တာကစိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ဒါကြောင့်စိတ်နဲ့ကိုယ်ဟာအပြန်အလှန်အကျိုးပြုနေကြတာပါအဲ့ဒီတော့ဒီအချက်တွေအားလုံးကိုခြုံပြီးကြည့်လိုက်ရင်ဘာကိုတွေ့ရမလဲကျွန်တော်တို့ကျမ်းမာရေးကိုရှုမြင်တဲ့ပုံစံကိုပြောင်းလဲပေးနိုင်တဲ့ရှုထောင်သစ်တစ်ခုကိုတွေ့ရမှာပါယောဂဖြစ်မှကုလာထက်နေ့စဉ်ဘဝမှာစိတ်နဲ့ခန္ဓာကိုယ်ကိုဂရုစိုက်ခြင်းအပြင်ပြည့်စုံတဲ့ကောင်းမွန်စွာနေထိုင်မှုကိုတည်ဆောက်နိုင်တယ်ဆိုတဲ့အမြင်သစ်တစ်ခုပေါ့ဒီအတွေ့အခေါ်ကိုရှေးခေတ်ကတည်းကပလေတိုကပြောခဲ့ပူပါတယ်သူပြောခဲ့တာကတစ်ခုလုံးမကောင်းမြင်အစိတ်ပိုင်းတစ်ခုတည်းကောင်းနေလို့မရဘူးတဲ့တကယ်ကိုမှန်ပါတယ်ဒါဟာကျွန်တော်တို့ခုနကတည်းကပြောလာတဲ့ဗတ်စုံကျမ်းမာရေးရဲ့အနစ်ချုပ်ပါပဲကဲဒီတင်ပြမှုကိုအဆုံးသတ်တဲ့အနေနဲ့အဖြေတစ်ခုပေးတာထက်ကိုယ့်ဘာသာကိုပြန်ပြီးစဉ်းစားဆင်ခြင်ကြည့်နိုင်မဲ့မိခွန်းတစ်ခုနဲ့ထားခဲ့ခြင်းပါတယ်အခုလောလောဆယ်မှာကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကြားကဒီအပြန်အလှန်ဆက်သွယ်မှုမှာဖယ်ပိုင်းကမြအာယုံစိုက်မှုလေးနည်းနည်းပို့ပြီးလိုအပ်နေမလဲဒီမိခွန်းလေးကို
ကိုပြန်မေးကြည့်ကြအောင်ပါ